မင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာကတော့ One Piece Chapter 1160ပဲဖြစ်ပါတယ်ဒီနေရာဟာ Elbaf စစ်တီတော်တွေရဲ့နိုင်ငံဝါလန်လို့ခေါ်တဲ့စစ်တူရဲတွေနဲ့ပြည်내နေတဲ့ကမ္ဘာအတန်မာဆုံးနိုင်ငံတော်ကြီးပဲဖြစ်ပါတယ်ဒီအခန်းမှာတော့ငါကဒီကမ္ဘာကြီးကိုအဆုံးသတ်မဲ့သူလိုကီဆိုပြီးမိမိကိုမိတ်ဆက်လာတဲ့တနိုင်ငံလုံးကဝိုင်းပြီးတန်ကြိုးခတ်ထားရတဲ့လိုကီမင်းသားကိုမြင်တွေ့ကြရမှာပါအစမှာတော့လူဖီဟာလိုကီရဲ့ရှေ့မှာအတက်တရောမတ်တက်ရက်နေပါတယ်သူဟာ Elbaf ကိုလာချင်နေခဲ့တာအတော်ကြာပြီဖြစ်လို့အခုရောက်နေတဲ့အချိန်မှာစကားတွေမရက်မနာပြောနေတော့တာပါပဲအရာအလုံးရဲ့ကြီးမားပုံတွေတစ်ပင်တွေတောင်တွေရဲ့အရွယ်စားကိုကြည့်ပြီးတွတ်နဲ့ရင်ခုန်စိတ်လှုပ်ရှားစွာပြောနေမိပါတယ်လိုကီကစကားတခွန်းလောက်ကြားဖြတ်ပြောဖို့ကြိုးစားပေမဲ့လူဖီကတစ်ချက်ကလေးတောင်မကြားမိပဲစက်တိုက်ပြောနေပါတယ်ဘန္နာတစ်ပင်အာဒန်မှာ6နှစ်ကြာအောင်တန်ကြိုးခတ်ခံထားရတဲ့ကျိန်စာတဲ့ Elbaf မင်းသားကြီးဟာဒီချာတိတ်ကိုစကားတခွန်းတောင်ပေါက်မြောက်အောင်မပြောနိုင်ပဲဖြစ်နေပါတယ်နောက်ဆုံးမှာတော့လိုကီစိတ်မရှိတော့ပဲစကားပြောနေရင်နားထောင်ဆန်းလို့လူဖီကိုဟိန်းဟောက်လိုက်ပါတယ်အဲ့ဒီဟိန်းတန်ဟာစီးနှင်းဖုံးနေတဲ့တောအုပ်ထဲကိုလှိုင်းလုံးကြီးတစ်ခုလိုဖြတ်တန်းသွားပြီးတစ်ပင်ပေါ်ကဝန်ပလွေတွေတုံလောက်ကတမင်တွေလည်းလွင့်စင်ကုန်ကြပါတယ်အမောင်ထဲမှာရှိသမျှအရာအလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့လိုကီရဲ့ဦးကောင်းပေါ်မှာရှိတဲ့စုကြီးငွေကိုဖော်ပြလာပါတယ်။သူ့ရဲ့စုကြီးငွေကတော့1.6ဘီလီယံဖြစ်ပါတယ်။သူကသူ့ရဲ့ပွဲအမည်ကိုတုံ့ဆိုင်မှုမရှိဘဲပြောပြလိုက်ပါတယ်။သူဟာဒီကျွန်းရဲ့ဒဏ္ဍာရီအဆက်ဆက်မှာပါလာတဲ့နေနဲ့ဖျားဖြစ်ပြီးဘယ်တာမန်လူမှသူ့ခွင့်ပြုချက်မရှိဘဲစကားမပြောရဘူးလို့ဆိုပါတယ်။လိုကီကလူဖီဘက်ကိုအာယုံလှည့်ပြီးအခုလိုဒဏ္ဍာရီလာမင်းသားကိုဒီလိုအခြေအနေနဲ့မြင်ရတာဘလို့ထင်လဲလို့မေးလိုက်တဲ့အခါလူဖီကသူ့ကိုတေချာကြည့်ပြီးမြင်တဲ့အတိုင်းပွင့်ပွင့်လင်းလင်းပဲပြောချင်တာပြောလိုက်ပါတယ်ခမည်းကအကျဉ်းသားဖြစ်နေတာပဲလေတဲ့လိုကီက6ကတ်နဲ့ရေလိုက်ပါတယ်သူမငင်းပါဘူးသူ့ကိုဖမ်းထားတဲ့သူတွေကသူ့ကိုထိမ့်သိမ်းယုံတင်မဟုတ်ပဲတဆစီညှုံနှံပစ်ချင်ကြတာဖြစ်ပြီးဘသူမှရှာမတွေ့နိုင်အောင်ဖုံးကွယ်ထားချင်ကြတာလို့သူကပြောပြပါတယ်ဒါကြောင့်သူဟာစစ်မြေပြင်ဝါလန်ရဲ့အလဲဘဟုမှာရှိတဲ့ဘန္နာတစ်ပင်အာရန်မှာ6နှစ်တိုင်တန်ကြိုးခတ်ခံထားရပြီးစောင့်ဆိုင်နေုံကလွယ်လို့ဘာမှလုပ်เสียမရှိဘူးလို့ဆိုပါတယ်အဲ့ဒီတန်ကြိုးတွေကပင်လယ်ရေမျက်နှာပြင်ကြောက် Sea Storm တွေဖြစ်တာကြောင့် Devil Fruit အစွမ်းပိုင်ရှင်ဖြတ်စစ်တဲ့လိုကီဟာအစွမ်းအလုံးဆုံးရှုံးနေရပါတယ်သူကိုယ်တိုင်လည်းမယုံထွက်နိုင်တယ်လို့သူ့ကြောပေါ်မှာလည်းဘသူမှမရွှေ့နိုင်လို့6နှစ်တိုင်ကြံနေခဲ့တဲ့အေယာမတူကြီးတစ်လက်ရှိနေပါသေးတယ်လိုကီကိုသူတို့ဘာပဲလှုပ်ဒီလက်နက်နဲ့တော့ခွဲခွာအောင်မလုပ်နိုင်ခဲ့ကြပါဘူးဒါကြောင့်သူကလူဖီကိုကမ်းလှမ်းချက်တစ်ခုပေးလိုက်ပါတယ်လူဖီရဲ့နာမည်ကိုသူကမှားခေါ်လိုက်ပေမဲ့လူဖီကချက်ချင်းပြင်ပေးလိုက်ပါတယ်လိုကီဟာအယုံမတက်ခင်မှာလွတ်မြောက်ချင်နေတာပါသူ့ကိုချီနှောင်ထားတဲ့တန်ကြိုးရဲ့တော့ကအပေါ်ကရွာထဲမှာရှိတယ်လို့သိရပါတယ်အဲ့ဒါကိုရှာဖွေပြီးနေမထွက်ခင်သူ့ကိုလာလွတ်ပေးဖို့အဲ့ဒီအတွက်အပြန်အလှန်အနေနဲ့သူကဘယ်ပင်လေသားပြအဖွဲ့ကိုမဆိုရှင်းလင်းပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်လိုကီကဒါဟာလူဖီယာဘူးသမျှထဲမှာအကောင်းဆုံးကမ်းလှမ်းချက်ဖြစ်တယ်လို့မျိုးပြောနေပေမဲ့လူဖီကလက်မခံပါဘူးသူ့မှာတယောက်နဲ့ပြဿနာရှိရင်သူကိုယ်တိုင်ပဲဖြေရှင်းလေးရှိတာဟာသူ့ရဲ့ပင်ကိုယ်စရိုက်ပဲလို့ဆိုပါတယ်လိုကီကလည်းမမှုပဲနောက်တစ်ဆင့်ကိုဆက်သွားပြီးသူတို့ဘယ်နေရာကိုရောက်နေလဲဆိုတာပြောပြပါတယ်ဒီရေခဲနေတဲ့ဒေတာဟာ Elbaf ရဲ့အနေဆုံးလွာဖြစ်တဲ့တေမင်းနိုင်ငံ Realm of the Dead ဖြစ်ပါတယ်ပြစ်မှုကျူးလွန်တဲ့ဘီလူးတွေကိုဒီနေရာကိုပြစ်ချတတ်ကြပြီးဒါဟာအချင်းထောင်ဖြစ်တယ်လို့ကိုမြက်ရနေရလဲဖြစ်ပါတယ်ခြေထောက်အောက်ကစီးနှင်းတွေအောက်မှာလူတွေနဲ့ဘီလူးတွေရဲ့အယိုးစုတွေအထက်လိုက်ရှိနေတာပါသူ့စကားကိုတက်တည်ပြဖို့အတွက်တစ်ပင်တွေကြားထဲမှာကြီးမားတဲ့အရာတစ်ခုလှုပ်ရှားလာပါတယ်။အေယာမလက်ကြီးတစ်ဖက်ထွက်လာပြီးတစ်ပင်ကြီးတစ်ပင်ကိုမြေကြီးထဲကနေဆွဲနှုတ်ကခြေမော့ပစ်လိုက်ပါတယ်။အေယာမမွေကြီးတစ်ကောင်ကလည်းတောင်နေရန်ကိုကိုက်ခဲလိုက်ပါသေးတယ်။လိုကီကဒဏ္ဍာရီတွေရဒီနေရာကိုပထမကမ္ဘာလို့ခေါ်ကြပြီးဒီမှာနေတဲ့တတဝါတွေဟာနှစ်ပေါင်းထောင်ချီပြီးရှိနေခဲ့တာလို့ပြောပါတယ်။ပိုလာဝက်ဝင်ဂေါ်ရီလာဝင်ပလွေမွေနဲ့မမတ်စင်စတာတွေဟာသူတို့ပိုင်နဲ့ရဲ့အရှင်သခင်တွေပါပဲ။အဲ့ဒီတရဝါတွေအားလုံးတောထဲကထွက်လာပြီးလူဖီကိုဘက်ပေါင်းစုံကနေဝိုင်းထားလိုက်ကြပါတယ်သူတို့နဲ့အတူလိုကီရဲ့လူသားလက်အောက်ငယ်သားတွေလည်းထွက်လာကြပါတယ်သူတို့ကအစိမ့်ငွေကမျက်နှာဖုံးတွေတားရည်ဝတ်စုံတွေဝတ်ထားပြီးတားရဲတွေရံမပြူအောင်အနံ့ဆိုးတွေထွက်အောင်လုပ်ထားကြပါတယ်ဒါဟာဒီအောက်ခြေမှာလူသားတွေအသက်ရှင်နိုင်တဲ့တစ်ခုတည်းသောနီလန်ပဲဖြစ်ပါတယ်သူတို့ထဲကတယောက်ကလူဖီကိုကြည့်ပြီးဒါကလေးလားဒီတားရဲတွေကိုပဲကျွေးလိုက်ရင်ကောင်းမလားလို့တိုးလေးပြောနေပါတယ်ပြီးတော့သူတို့ကပြီးခဲ့တဲ့အခောက်ကနာမည်ကြီးပင်လယ်သားပြရှန်လာတော့ကငါတို့တွေမေးလဲသွားခဲ့တာတောင်းပန်ပါတယ်လို့ပြောလိုက်ကြပါတယ်လူဖီကအဲ့ဒီစကားကိုချက်ချင်းကြားလိုက်ပါတယ်ဒါပေမဲ့သူမတုံ့ပြန်နိုင်ခင်မှာပဲလိုကီကတားရဲတွေကိုတုံးပြီးလူဖီကိုချင်းချောက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လူဖီကတော့အဲ့ဒီတားရဲတွေကိုတကောင်ချင်းစီရင်ပါအောင်လုပ်ပြီးသားဖြစ်နေတာကြောင့်တားရဲတွေကလူဖီအနားမှာအေးအေးဆေးဆေးနဲ့စုဝေးနေကြပါတယ်လိုကီရဲ့လက်အောက်ငယ်သားတွေကတော့ရှက်လာတော့ကလိုမျိုးသူတို့ထပ်ပြီးမေးလဲသွားမှာကိုကြောက်နေကြပါတယ်လူဖီကခုနကကြားလိုက်တဲ့နာမည်ကိုပြန်မေးလိုက်ပါတယ်ရှက်ဒီမှာဘာသာလောက်တာလဲသူအခုထိ Elbaf မှာရှိနေတော့လာတဲ့လိုကီကစန်နီနဲ့ကအတိတွေလာလို့မေးပြီးရှက်လာခဲ့တာမှန်တယ်ဒါပေမဲ့သူကသူ့ရဲဘောကြောင့်လည်းသူတယောက်ပဲလို့ပြောလိုက်ပါတယ်လိုကီစကားမဆုံးခင်မှာပဲလူဖီကဂျယ်လေးကိုပြောင်းလိုက်ပြီး
ကွန်ဂတ်နဲ့လိုကီရဲ့မျက်နှာကိုတက်တဲ့ချိန်ပြီးထိုးလိုက်ပါတော့တယ်လိုကီကသူ့ခေါင်းကိုအသာလေးတိမ့်လိုက်ရလက်သီးကတသမပိုင်းစက္ကန့်အလိုမှာဖြစ်သွားပါတယ်အဲ့ဒီလေဖီအားကြောင့်တကွင်းလုံးတုန်ခါသွားပြီးအခြေအနေရဲ့ပြင်းထန်မှုကိုအားလုံးခံစားလိုက်ရပါတယ်လိုကီကလက်ကိုအမြန်မြောက်ပြီးနောက်တာပါကွာလို့ပြောကလူဖီကိုစိတ်လျှော့ဖို့ပြောပါတယ်ဒါပေမဲ့လူဖီကတော့ဒေါသထွက်နေလုံးမှာပဲသူကလိုကီကိုအေးဆက်ဆက်နဲ့ပြောလိုက်ပါတယ်နောက်တခါအဲ့လိုထပ်မလုံနဲ့ငါတငယ်ချင်းတွေကိုစော်ကားတာငါဘယ်တော့မှလက်မခံဘူးလိုကီရဲ့ရင်ထဲမှာတော့ဒီတန်ကြိုးတွေပြုတ်တာနဲ့ဒီကောင်ကပထမဆုံးပဲလို့တွေးလိုက်ပေမဲ့လက်ရှိမှာတော့လူဖီကဘာမှမဖြစ်တယ်လို့မျိုးလိုကီရဲ့ဒူးဘော်ကိုပြန်ခုန်တက်လိုက်ပါတယ်လူဖီကနောက်တစ်ခါဆိုရင်ခမားကိုတစ်ပင်နဲ့မြုပ်ပြစ်မယ်လို့ထပ်မံတတိပေးလိုက်ပါတယ်ပြီးတော့ရှက်နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုအဆက်မပြတ်ဆက်မေးနေပါတော့တယ်ဒီမှာဘာလုပ်နေတာလဲသူအဘက်ရဲ့တနေရာမှာရှိနေသေးတာလားမင်းနဲ့ဘာလို့လာတွေ့တာလဲလို့အဆက်မပြတ်မေးနေခဲ့ပါတယ်လူကီကတော့ငါကတာတွေကိုအလားကပြောပြเสียရလားလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ Rose ကဆယ်နားကတရားစီကိုပြန်ရောက်သွားပြီးအဲ့ဒီမှာတော့အခြေအနေတွေရှုပ်ထွေးနေပါတယ်ဦးစောကမှန်ပြောင်းနဲ့ကြည့်ပြီးသူမြင်နေရတာကိုမယုံနိုင်အောင်ဖြစ်နေတဲ့မိုးကြိုးပစ်ခံရတဲ့ပုံစံမိုးကြိုးလို့ပြောနေခဲ့ပါတယ်တယောက်ယောက်ကသူတို့စီကိုအမြန်ပြေးလာနေတဲ့ရက်စစ်စီးထားတယ်လို့မျိုးမိလောင်ရတွေနဲ့မျက်နှာဖုံးမပါဘူးအင်ဂျီတွေလည်းကျွမ်းနေတယ်အဲ့ဒါရုပ်ပဲသူ့နောက်ကနေဒေါသထွက်နေတဲ့ဘီလူးနှစ်ယောက်လိုက်နေတာကိုပါတွေ့လိုက်ရပါတယ်ပြီးတော့ဂိုးဘက်ကအဲ့ဒီကြားထဲမှာထောင်စင်ဆန်နီတင်မောကြီးကိုခေါင်းပေါ်မြောက်ပြီးကင်ထားတာကိုတွေ့လိုက်ရပါတယ်နာမီကသူ့တင်မောကိုဘီလူးလက်ထဲမှာမြင်တော့စိတ်တူသွားပြီးဆိုလိုကတော့ချက်ချင်းပဲဓာဆွဲပြီးအကုန်လုံးကိုပိုင်းပစ်ဖို့ပြင်လိုက်ပြီးဦးစောကသူ့ကိုလှမ်းဆွဲထားရပါတယ်ဒီဘီလူးတွေကဒိုရီနဲ့ဘရိုကီတို့နဲ့ပတ်သက်နေနိုင်ပါတယ်ဘာမှမသိပဲတိုက်ခိုက်မိရင်အကုန်ပျက်စီးကုန်လိမ့်မယ်လို့ဦးစောကဆိုပါတယ်ရွာကလည်းနီးနေပြီဆိုတော့သူတို့ကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အမြန်ဆုံးသာပြေးကြစို့ဒီတရားရဲ့ဟိုဘက်မှာပန်းတိုင်ပဲအဲ့ကိုပြေးကြလို့ဦးစောကအဖွဲသားတွေကိုအော်ပြောနေခဲ့ပါတယ်တစ်ဖက်ဝုန်းတီးမြေဝစ်လန်ဒရဲ့တခြားတနေရာမှာတော့ဟာရူဒင်ကထူးခြားတဲ့တရဝါကြီးတစ်ကောင်ကိုအနိုင်ရထားပါတယ်ဒါဟာအပေါ်ကတောအုပ်ထဲမှာမရှိတဲ့ဒဏ္ဍာရီလာတမင်ကြီးတစ်ကောင်ပါသူကတော့အဲ့ဒီအတွက်ပြောနေပြီးသူ့အဖွဲ့ဝင်စတန်ဆန်ကတော့တိတ်မပြောဘူးအဲ့ဒီကောင်ကြီးကအရန်လေးတာကိုထောက်ပြနေပါတယ်ပြီးတော့စီးနှင်းတွေကျနေတော့ဒါကိုတဲဖို့ကူညီပေးမဲ့ဆန်စတုန်းပင်တာလည်းမရှိဘူးလို့ညင်းနေခဲ့ပါတယ်ဟာရူဒင်ကကိုအရှက်မခွဲဆန်းတဲ့ဒီသားကငါတို့အသက်ကိုကယ်ခဲ့တဲ့သူတွေအတွက်လက်ဆောင်ပဲလက်နဲ့ပဲတဲမယ်ဘာညညူတန်မှမကြားချင်ဘူးလို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်အဲ့ဒီတတဝါကြီးကိုထမ်းပြီးထွက်လာတဲ့အချိန်မှာတော့ပင်လယ်ပြင်ကဘီလူးဓာပြအဖွဲ့တရဲ့အဖွဲ့ဝင်တွေနဲ့တရားဝင်မိတ်ဆက်ပေးလာပါတယ်ကောက်ရိုးဦးထုတ်ရဲ့လက်အောက်ခံတီဗီနဲ့ဘရိုကီတို့ရဲ့နောက်မြို့ဆက်မှာရှိနေကြတဲ့ငယ်ရွယ်ရတဲ့စစ်တီတော်တွေခေါင်းဆောင်ဟာရူဒင်ဘဲကိုင်စတန်ဆန်လန်ညွန်ရိုက်မင်းချက်ဂိုးဘက်တရားဝင်ကတ်တိုပဲဖြစ်ပါတယ်သူတို့က9ယောက်ထဲနဲ့ဖွဲထားတဲ့ပင်လယ်ဓာပြတွေဖြစ်ပါတယ် FF ကိုချင်းကပ်လာနေစင်မှာတော့ဘရုတ်ကသူတခါမှမလုပ်ဘူးတာကိုလုပ်နေတဲ့အဲ့ဒါကတော့ရောဘင်စပင်ကိုညှက်ပေးနေတာပါသူကချစ်စရာကောင်းတဲ့ပုံစံမျိုးနဲ့ငါမှနှလုံးသားမရှိပေမဲ့ရင်တွေခုန်နေတယ်လို့ရောဘင်ကိုပြောနေတယ်ဘေးကလူတွေကတော့ဝိုင်းကြည့်ပြီးသဘောကျနေကြပါတယ်ဘောနီလေးကတော့ရလက်ကိုချက်ချင်းသဘောကျသွားပြီးဂျင်ဘေးကလည်းတကယ်ကိုအထင်ကြီးနေပုံပဲဖရန်ကီကတော့စပင်ညက်လို့မပြီးခင်ကတည်းကစိတ်လှုပ်ရှားနေပြီးရောဘင်ကသူ့စတွေ့တုန်းကဆောင်းနေတွေ့ခဲ့တဲ့ပုံစံမျိုးတိုင်းမန်စကုတ်မတိုင်ခင်ကစပင်တူတူပုံစံမျိုးပြန်လုပ်ထားတာပါဘရိုကီကအဲ့ဒါကိုကြားတော့ခဏလောက်ငြိမ်သွားတယ်ဒိုရီကတော့ယုံကြည်ချက်အပြည့်နဲ့စောကသူ့ကိုမြင်တာနဲ့ချက်ချင်းမှတ်မိမှာပါလို့ပြောတယ်ဖရန်ကီကတော့အဲ့ဒါကိုတွေးပြီးငိုတောင်ငိုနေပြီးရောဘင်ကတော့ငြိမ်ငြိမ်လေးပြုံးပြီးမျက်လုံးမိတ်ကအဲ့ဒီအချိန်ကိုမျှော်လင့်နေပါတယ်မြူနင်းတွေကွဲသွားပြီးFF ကျွန်းကြီးမိုးကုတ်ဆက်ဝိုင်းမှာပေါ်လာတယ်အဲ့ဒီရဲ့ကြီးမားခမ်းနားမှုကတင်မောဘော်ကလူတိုင်းကိုမှင်တက်သွားစေတယ်ဘီလူးတွေကသူတို့ပြန်ရောက်တာနဲ့ပွဲတော်တွေဆင်နွှဲဖို့ပြင်ဆင်နေကြပေမဲ့ FF ရဲ့တွင်းပိုင်းတနေရာမှာတော့ထိတ်လန့်တကြားအော်ဟစ်တန်တွေထွက်ပေါ်နေပါတယ်။အော်ဟစ်တန်တွေနဲ့အတူစောကမေ့လဲသွားပြီးသူမလုပ်တော့ပါဘူး။ရောဘင်နှစ်ပေါင်း20ကြာစောက်တိုင်းခဲ့ရတဲ့ပြန်လည်ဆုံစည်းမှုဟာရုတ်တရက်အချိန်လူနေရတဲ့အခြေအနေဖြစ်သွားပြီဖြစ်ပါတယ်။ FF မှာဆက်ဖြစ်လာမယ့်အရာတွေကတော့ငြိမ်သက်နေမှာမဟုတ်ပါဆိုတာပါပဲဗျ။ဒါလေးကတော့အပိုင်း1161ဖြစ်ပြီးနောက်လာမယ့်အပိုင်းတွေလည်းဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်ဗျ။အားပေးကြည့်ရှုကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲပျော်ရွှင်စရာနေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ